စကိုင်းတိုင်းဒေသကြီးခန္တီခရိုင်ဟူလင်မြို့နယ်အနီးတွင်ယနေ့ဖေဖော်ဝါရီလ18ရက်ဒေသစံတော်ချိန်17:58နာရီသို့မဟုတ်2016ခုနှစ်ဖေဖော်ဝါရီလ18ရက်16:18 UTC တွင်ပြင်းအား4.1အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်မိတောင်ရှာဖွေတွေ့ရှိမှု၏သုံးမြောက်တွင်ဖော်ပြချက်အရငလျင်သည်မြက်တပြင်အောက်အလဲအလတ်အနက်110.3 ကီလိုမီတာဖြစ်သည်နဲ့လက်တီထု15.44နှင့်လောင်ကြီးထု95.16တို့တွင်တည်ရှိသည်ငလျင်ဗေဒပညာရှင်များကအချက်အလက်များကိုပြန်လည်သုံးသပ်ကာ၎င်းတို့၏တွဲချက်မှုများကိုပြန်လည်ပြင်ဆင်ခြင်းသို့မဟုတ်အခြားအေဂျင်စီများက၎င်းတို့၏အစီရင်ခံစာကိုထုတ်ပြန်သကဲ့သို့ငလျင်၏ပြင်းအားငလျင်ဗဟိုချက်အတိအကျကိုလာမိနာ၏အနည်းငယ်အတွင်းသို့မဟုတ်မနေ့အနည်းငယ်အတွင်းပြန်လည်ပြင်ဆင်နိုင်မည်ဖြစ်သည်ငလျင်ဗဟိုချက်အနည်းရှိမြို့များဖြစ်သည်လေရှိနာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသစကိုင်းတိုင်းဒေသကြီးငလျင်ဗဟိုချက်မှ31ကီလိုမီတာငုံမာယာနာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသစကိုင်းတိုင်း58ကီလိုမီတာအကွာတွင်တည်ရှိသည်အကြံပြုထားသည့်လှုပ်ဆောင်ချက်မှာနောက်ဆက်တွဲငလျင်များဖြစ်ပေါ်လာနိုင်သည့်အတွက်သတိရှိရာဖြစ်သည်ဤငလျင်သည်ထိုနေရာရှိကျွန်ုပ်တို့၏ညီအကိုမောင်ဓမ္မများအပေါ်ကြီးကြီးမားမားထိခိုက်မှုမရှိစေရန်ခြင်းနောက်ဆက်တွဲငလျင်များထပ်မံမဖြစ်ပွားစေရန်ဆုတောင်းကြပါစို့အာမင်